တောင်ကိုရီးယားတနိုင်ငံလုံးမကြုံစဘူးရေလွှမ်းမှုကြီးကြုံတွေ့ခဲ့ရပါတယ်။မိုးမျှော်လိုင်းလုံးကြီးတွေကမြို့တွေကိုချက်ချင်းရေအောက်ရောက်သွားစေခဲ့တယ်။ဒါပေမဲ့ဒါကအစပဲရှိပါသေးတယ်။ကမ္ဘာမြေကိုအုတ်ကခဲတစ်ခုမမျှော်လင့်ပဲဝင်တိုက်မိရကနေကြောက်မက်ဖွယ်တန်လိုက်ဝင်ရိုးစုံပြောင်းပြန်လာမှုကိုဖြစ်ပေါ်စေခဲ့တယ်။တညာရဲနဲ့ကမ္ဘာကုန်းမြေတစ်ခုလုံးသမုဒ္ဒရာကြီးအဖြစ်ပြောင်းလဲသွားတယ်။သတင်းကောင်းကတော့အိမ်ယာချင်းငွေပြန်ဆက်เสียရမလို့တော့ပါဘူး။သတင်းဆိုးကတော့ဒါကကမ္ဘာပြက်ကတ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီမိုးမျှော်တိုက်ကြီးကလူသားတွေအတွက်တစ်ခုတည်းသောခိုလုံရဖြစ်လာခဲ့တယ်။ကျွန်တော်တို့ဇလန်းကဒီမိခင်ကနေစတင်ပါတယ်။အန်နာနိုးလာတဲ့အခါထိတ်လန့်စရာကောင်းတော့အောင်သုံးလွှာတိုက်ခန်းထဲမိုးရေတွေဝင်နေတာကိုတွေ့လိုက်ရတယ်။သူသတိထားပြီးတွားကြည့်လိုက်တော့မှသတင်းပေါက်နားရောက်တဲ့အခါအခြေအနေဆိုးရမှန်းသဘောပေါက်လိုက်တယ်။ရက်ကွက်အတန်ချက်ဆက်ကနေအရေးပေါ်တတိပေးချက်ထုတ်ပြန်ပြီးနေထိုင်သူအားလုံးအထက်မြင့်တွေကိုချက်ချင်းပြောင်းရွှေ့ဖို့တိုက်တွန်းနေပါတယ်။အန်နာပစ္စည်းတွေစသိမ်းနေပေမဲ့နောက်တစ်ခဏမှပဲထူဆန်းတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာတယ်။ဖုန်းခေါ်တဲ့သူကသူ့ကိုလာခေါ်မယ်လို့ပြောတယ်။အန်နာကတွေးဝေးမနေပဲလိုအပ်တာလောက်ပဲဆွဲယူပြီးတာဖြစ်သူနဲ့အတူအခန်းထဲကထွက်လာခဲ့တယ်။ဒါပေမဲ့တကားအပြင်ဘက်မြင်ကွင်းကပိုပြီးကြောက်စရာကောင်းနေတယ်။နေထိုင်သူတွေကရုံးရင်းဆန်ခတ်ဖြစ်ပြီးအားလုံးအသက်လူပြေးနေကြတယ်။အခုချိန်မှာအသက်ရှင်ဖို့တစ်ခုတည်းသောနီလန်းကအပေါ်ထက်ကိုတက်ဖို့ပါပဲ။ဒါပေမဲ့လှေကားမှာလူတွေပြည့်ကျက်နေပြီးရှေ့ဆက်သွားဖို့မဖြစ်နိုင်ပါဘူး။အန်နာတခြားရွေးစရာမရှိတော့လို့ပြန်လှည့်ပြီးတခြားထွက်ပေါက်ရှာရတော့တယ်။မကြခင်မှာပဲနောက်ထပ်လှေကားဝင်ပေါက်တစ်ခုကိုတွေ့လိုက်တယ်။တားဖြစ်သူရဲ့အကြောက်တရားပြေရောစေဖို့အန်နာကတချင်းဆိုပြပြီးနှက်သိမ့်ပေးလိုက်တယ်။ဒါပေမဲ့ဒုက္ခရောက်ပြန်တဲ့လှေကားမှာအပြက်စီးတွေပိတ်နေလို့အန်နာကကလေးကိုနေခဲ့ခိုင်းပြီးသူတက်ကြည့်ဖို့လုပ်တယ်။နောက်ဆုံးတော့အန်နာကသူ့ကလေးကိုလေးလွာစီခေါ်လာနိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာတစ်ဖက်ထက်ကနေသူ့ကိုတယောက်ယောက်တန်းခေါ်တာတတိထားမိလိုက်တယ်။အဲ့ဒီလူကစောစောကဖုံးဆက်တဲ့ချက်ဖြစ်နေတယ်။ဒါပေမဲ့အန်နာနောက်လှည့်ကြည့်လိုက်တော့ကလေးပြောင်းနေတာကိုသိလိုက်ရတယ်။သူအခန်းထဲဝင်ရှာမလို့လှုပ်တော့ရုတ်တရက်နောက်ထပ်ကြောက်စရာမြင်ကွင်းတစ်ခုဖြစ်လာတယ်။အေယာမလိုင်းကြီးတစ်ခုရိုက်ခတ်လာပြီးလူတိုင်းပင်လယ်ရေအောက်ချက်ချင်းရောက်ကုန်ကြတယ်။နောက်ဆုံးစက္ကန့်မှာဂျက်ကအန်နာနဲ့ကလေးကိုဘေးကင်းရာစီဆွဲတင်ပေးလိုက်တယ်။သူ့ကလေးတေဘေးကနေတီတီလေးလွတ်မြောက်သွားတယ်။အန်နာတက်ပြင်းချနိုင်သွားတယ်။ပြီးတော့သူအဲ့ဒီလူနောက်လိုက်ပြီးခီးဆက်ခဲ့ကြတယ်။ကုမ္ပဏီရဲ့ဟဲ့ရင်လာခဲ့မှာမို့ခေါမိုးထက်ကိုအမြန်သွားရမယ်လို့ဂျက်ကရှင်းပြတယ်။သူပြောပြချက်အရလွန်ခဲ့တဲ့3 နာရီကအန်နာတိကကိုအုတ်ကခဲဝင်တိုက်ခဲ့ပြီးရေခဲတွေအကုန်ရေပျော်သွားကြောင်းသိလိုက်ရတယ်။ပင်လယ်ရေတွေကမြောက်ဘက်စီတက်လာနေပြီးဂျပန်နိုင်ငံလည်းရေအောက်ရောက်သွားပြီးဒီတိုင်းဆိုအထက်30ရှိတဲ့ဒီတိုက်ကြီးတောင်မကြခင်ရေမြုပ်တော့မယ်။အန်နာကဒီလိုကဘာပြတ်မဲ့အဖြစ်မှန်ကိုလက်မခံနိုင်ဖြစ်နေတယ်။ဒါပေမဲ့ဂျက်ရဲ့နောက်ထပ်ဖွင့်ဝင်ခံချက်ကသူ့ကိုပိုကြောက်လန့်သွားစေတယ်။သူတို့ကုမ္ပဏီကလူသားမျိုးစိတ်တစ်ဖန်တီးနေတယ်လို့ပြောပြတယ်။ AI အင်ဂျင်ရဲ့စိတ်ခံစားမှုပိုင်းကိုတီထွင်ခဲ့သူ2 ယောက်ပဲရှိတယ်။တစ်ယောက်ကပျောက်နေပြီးကျန်တစ်ယောက်ကအန်နာဖြစ်နေတယ်။အန်နာကြောင်သွားတယ်။သူတို့လုပ်ခဲ့တဲ့ AI စိတ်ခံစားမှုအင်ဂျင်ကစမ်းသပ်ဖို့တက်တက်ပဲလေသူကကဘာကြီးကိုကယ်တင်ရမယ်ဆိုတာလုံးဝမသိခဲ့ပါဘူးလူသားမျိုးစိတ်တစ်တွေကလူတွေလိုပဲမျက်ရည်ရှိပြီးမျိုးပွားနိုင်မယ်လို့ချက်ကရှင်းပြတယ်အရေးအကြီးဆုံးလိုနေတဲ့အရာကစိတ်ခံစားမှုအင်ဂျင်ပါပဲခေါမိုးထက်ရောက်တော့လုံခြုံရေးတွေကလှေကားမှတင်သူ့သားကိုလက်ထိတ်ခတ်ပြီးအန်နာကိုခေါ်ထုတ်သွားကြတယ်တကယ်တော့သူ့သားကမျိုးဗီဇပြုပြင်ထားတဲ့လူသားတစ်ဖြစ်နေတယ်ဒီကလေးကအန်နာရဲ့သွေးသားရင်းမဟုတ်ပါဘူးအန်နာကိုပိုကြောက်လန့်သွားစေတာကလုံခြုံရေးတွေကဂျက်ကိုတက်လိုက်ကြတာပါပဲခေါင်းဆောင်လို့သူကဒီနေ့လူအများစုတေချရမယ်လို့ပြောတယ်ဒါပေမဲ့အန်နာတယောက်တည်းပဲအသက်ရှင်နိုင်မှာပါနောက်ဆုံးတော့ကဘာကြီးကိုကယ်တင်ဖို့အတွက်အန်နာကကယ်ဆယ်ရေးအဖွဲ့နဲ့အတူရဟတ်ရင်ပေါ်လိုက်သွားရုံကလွယ်ပြီးရွေးစရာမရှိတော့ပါဘူးရေဘေးကြီးကကဘာမြေကိုဖျက်ဆီးလိုက်တဲ့အချိန်မှာပဲအန်နာကအာကာသရင်ပေါ်တက်ပြီးထွက်ခွာသွားခဲ့တယ်အန်နာကကဘာပေါ်မှာအသက်ရှင်ကျန်ရည်သူအနေငယ်တွေကတယောက်ဖြစ်လာတယ်။ဒါပေမဲ့အာကာသယင်ကလေထုကိုဖောက်ထွက်လိုက်ချိန်မှာပဲဥက္ကခဲစတွေကရင်ကိုဝင်တိုက်မိလိုက်တယ်။အန်နာနိုးလာတဲ့အခါအချိန်တန်တရာနဲ့ပိတ်မိနေတယ်လို့ဖြစ်နေတာကိုသတိထားမိလိုက်တယ်။အရင်ကအဖြစ်အပျက်တွေကိုပြန်ကြုံနေရပြန်တယ်။ဒါပေမဲ့ဒီတစ်ခါတော့တစ်ခုခုကွာခြားနေတယ်။အစကတည်းကသူ့သားပြောက်နေတာပါပဲ။